ဘုံတလုံးလိုချက်ပြုတ်ထားတဲ့ကြက်သားဟင်းလျာကိုစားရဲကြပါသလားဒီအင်ဒိုနီးရှားအစားအစာကိုအာယန်မာဆက်ဖုံလို့ခေါ်ပါတယ်ပထမတစ်ချက်ကြည့်လိုက်ရင်အနေရများပုံပေါ်ပါတယ်နေရာတိုင်းမှာမီးခိုးငွေ့တွေပောက်ကွဲတံတွေလောင်ကျွမ်းနေတဲ့မီးသွေးတွေကအိုးရဲကိုပောက်ဝင်သွားပါတယ်အွန်လိုင်းမှာလူတော်များကအိုးကတကယ်ပောက်ကွဲနေတယ်လို့ထင်ကြပါတယ်ဒါကအင်ဒိုနီးရှားနိုင်ငံတောင်ကာလီမန်နန်ဘန်ဂျာကရိုးရာဟင်းလျာတစ်ခုပါဘုံဆိုတဲ့စကားလုံးကဘုံစစ်ရှိလို့မဟုတ်ပဲဇလန်းဆန်တဲ့ချက်ပြုတ်နီးကနေဆင်းသက်လာတာပါကြက်သားကိုငရုတ်သီးကြက်တုံဖြူကြက်တုံနီနဲ့အင်ဒိုနီးရှားဟင်းခတ်အမွေးကြိုင်တွေနဲ့ချက်ပြုတ်ထားပါတယ်ပြီးတော့အယူဆုံးပိုင်းရောက်လာပါပြီသူတို့ကအလွန်ပူပြင်းတဲ့မီးသွေးကိုအိုးရဲထည့်ပြီးအဖုံးကိုမြန်ပိတ်လိုက်ပါတယ်အိုးထဲမှာအပူနဲ့မီးခိုးတွေကကျဲလောင်တဲ့ပောက်ကွဲတံတွေနဲ့မီးခိုးနဲ့ပြင်းပြင်းကိုဖန်တီးပေးပါတယ်ဒီချက်ပြုတ်နီးကကြက်သားကိုမီးခိုးနဲ့ပြင်းပြင်းနဲ့နှဆိုင်တဲ့အရသာကိုပေးစွမ်းပါတယ်လူတွေကဒီကြက်သားနန့်တစ်ခုတည်းကတငယ်ချင်းတို့ကိုချက်ချင်းပိုက်စာစေနိုင်တယ်လို့ပြောကြပါတယ်ဘန်ဂျာရင်ကျေးမှုမှာအာယန်မာဆက်ဖုံကိုမင်္ဂလာဆောင်ဝေပွဲလန်းသဘင်တွေနဲ့မိသားစုဝေးပွဲတွေမှာမကြာခဏချက်ပြုတ်လေးရှိပါတယ်ရေဘူးရအဖြစ်လူများစုကလုပ်ငန်းစဉ်ကပြင်းထန်ပြီးစိတ်လှုပ်ရှားစရာကောင်းတာကြောင့်အတူတူချက်ပြုတ်ကြပါတယ်ဒါဆိုရင်တငယ်ချင်းတို့ကအာယန်မာဆက်ဖုံဟင်းလျာကိုချက်စားကြည့်ကြမလား